အားလုံးပဲမင်္ဂလာပါရှင်ရွှေစင်စုရဲ့နားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့မင်ကအရင်ချစ်စရာကောင်းတဲ့ချိုချင်းစလင်းဝါအဆက်ကလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဆက်ကလေးပဲဖြစ်ပါတယ်ရှင်တဘာဝစလင်းဝါအစင်အတန်လေးကိုဘေးကနေပြီးတော့ဒီလိုစလင်းဝါကြောက်သေးလေးနဲ့ပေါ့နော်ထပ်ပြီးတော့ဝင်းရံပြီးတော့ခတ်ထားပေးတာမို့လို့အပြင်မှာအရန်ချစ်ဖို့ကောင်းတယ်နော်ဒီဆက်ကလေးကငကယ်လေးဆိုလို့ရှိရင်လေသူ့အဟန်လေးနဲ့သူချစ်စရာကောင်းတယ်ဆွဲသီးလေးကကြတော့ကြီးကြီးတစ်ထည်လေးခတ်ထားပြီးတော့လက်စွပ်လေးဆိုလို့ရှိရင်လေကြောက်ကအကြီးကြီးနဲ့ခတ်ထားပေးရပါရှင်ဒါလေးကတော့ငကယ်ကလေးပဲဖြစ်ပါတယ်ရှင်သူလေးကတော့ဆွဲသီးလေးပဲဖြစ်ပါတယ်သူလေးကတော့လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်ပလေး daily wear လေးပန်ဆင်လို့ရတယ်စလင်းဝါငကယ်လေးပဲဖြစ်ပါတယ်ဘေးကစလင်းဝါလေးကနှစ်ပတ်တောင်မှပတ်ထားပေးရမို့လို့အဟန့်ထဲလေးကကြီးကြီးလေးထထယ်လေးနဲ့ပွဲလည်မှာအရင်ကိုလာနေတော့မှာပါနော်လက်စွပ်လေးဆိုလို့ရှိရင်လည်းအဟန့်ထဲလေးကကြီးကြီးလေးခတ်ထားပေးရမို့လို့လက်မှာပေါ်လွင်ပြီးတော့တအားလာပါရဲ့ရှင်အခုမင်းပြပေးသွားတဲ့အဆက်လေးကိုမိုးရသည့်အထူး promotion နဲ့လည်းရောင်းချပေးအောင်မှာမို့လို့ကိုမတို့ချိုင်းနေတက်တယ်ဆိုလို့ရှိရင်အမြန်ဆုံးလေးမင်းတို့ CB ကိုအရောက်တာလန့်ခဲ့ပါတော့နော်